လက်ထပ်ဖို့အရွယ်ရောက်နေပေမဲ့ဒီအချက်တွေကြောင့်လက်ထပ်ဖို့တူဝင်နေတဲ့မင်းသက်မောင်ကအခုဆိုရင်အသက်29နှစ်အရွယ်ကိုရောက်ရှိလို့လာပါပြီဒရိုက်တာလုံးမှလည်းအောင်မြင်နေပါပြီအရွယ်ရောက်လာတဲ့တားဖြစ်သူကိုအိမ်အောင်ချပေးခြင်းနဲ့ဒရိုက်တာစီယောမောင်ကတားဖြစ်သူမင်းသက်မောင်ကိုအိမ်အောင်ပြုတ်ဖို့အမြဲတိုက်တွန်းနေရှိပါတယ်ဖခင်ကဘလောက်ပဲတိုက်တွန်းနေပါစေမင်းသက်မောင်ကတော့အိမ်အောင်ပြုတ်ဖို့ကိစ္စကိုအလွယ်တကူဆုံးဖြတ်လို့မရတော့အောင်မဝင့်မရဲဖြစ်နေရတဲ့အကြောင်းရင်းရှိပါတယ်မင်းသားမောင်ရဲ့မိဘနှစ်ပါးကလမ်းခွဲခဲ့ကြတာကြာမြင့်ခဲ့ပြီးဖြစ်ပြီးအိမ်တော်ခွဲမိသားစုကနေစဉ်းစားလာရတဲ့အတွက်မိသားစုဆိုတဲ့အဓိပ္ပာယ်ကိုအခြားသူတွေထပ်ပို့ပြီးတော့ခံစားနာတဲ့တက်ထားရလည်းဖြစ်ပါတယ်မိဘနှစ်ပါးရဲ့ကွဲကွာခြင်းကြားထဲမှာကြည်ပြင်းလာခဲ့ရတဲ့သားသမီးဖြစ်လို့မိသားစုပြည့်ကွဲသားတဲ့အခါမှာခံစားရတဲ့နာကျင်မှုလက်ဟာမှုတွေကိုအသိဆုံးပဲဖြစ်ပါတယ်မိဘတွေကအောင်မြင်ကြော်ကြားတဲ့နှပညာရှင်ကြီးတွေဖြစ်ပေမဲ့မိသားစုပြဿနာတွေကြောင့်အပြည့်အဝမပြောနိုင်ခဲ့ပါဘူးဒါကြောင့်သူကိုယ်တိုင်ကအိမ်တော်တစ်ခုတည်ထောင်တော့မယ်ဆိုရင်ဘယ်တော့မှမပြိုကွဲမဲ့မိသားစုဖြစ်အောင်အချိန်ယုံတင်ဆောက်ချင်တာပါမင်းသားမောင်ကသူ့မိသားစုအတွက်မိဘတွေလုပ်ခဲ့တဲ့အမားလိုမျိုးမဖြစ်အောင်စူးစမ်းသွားမယ်လို့ဆိုထားပါတယ်တွေ့ရှိရပါတယ်မိဘတွေရဲ့အိမ်တော်ရေးမှာလိုအပ်ချက်တွေအမားရွေးနေရှိခဲ့လို့လမ်းခွဲခဲ့ကြတာကိုနားလည်ပေးနိုင်ပြီးတော့သူကိုယ်တိုင်ကတော့နောက်ထပ်အိမ်တော်ခွဲမိသားစုတစ်ခုထပ်မံမပေါ်လာစေဖို့အစားစားရရသတိထားပြီးမှသာဘဝလက်တွေပေါ်ကိုရွေးချယ်သွားမှာပဲဖြစ်ပါတယ်ဖခင်ကအိမ်တော်ပြုဖို့ဘလောက်ပဲတိုက်တွန်းနေပါစေသူ့ဘက်ကတော့မိဘကိုကြည့်ပြီးလက်ထပ်ဖို့တောင်တွေ့ဝင်နေတာလည်းဖြစ်ပါတယ်မိဘတွေရဲ့အမားတွေကသားသမီးတွေကိုတရားမှုရှိစေလားဆိုတာအမြင်လေးတွေကိုမချက်မှပေးခဲ့ကြပါအောင်ရှင်အကူကြီးတောင်းလာတဲ့တရုတ်ဆောင်ဦးသိန်းဆန်ဟာသားတရုတ်ဆောင်ဦးသိန်းဆန်ရဲ့လက်ရှိအခြေအနေကတကယ့်ကိုစိတ်မကောင်းစရာပါပဲပြည့်သက်ကြီးကိုရေမောပြွှင်စေခဲ့တဲ့အမှုပညာရှင်တယောက်အခုလိုခက်ခဲပင်ပန်းနေတာကိုမြင်ရတာရှင်ထဲမှာတော်တော်လေးကိုထိခိုက်နေရပါတယ်။တစ်ချိန်ကစီမင်းထက်ပေါ်မှာရောရုပ်ရှင်ဗီဒီယိုထဲမှာပါလူတွေကိုအမောပြေစေဖို့ဟာသားတွေနဲ့ဖြောပြပေးခဲ့တဲ့လူရှင်တော်တရုတ်ဆောင်ဦးသိန်းဆန်တယောက်အခုခါမှာတော့ပြင်းထန်တဲ့ယောဂဝေဒနာနဲ့အတူဘဝရဲ့အခက်အခဲဆုံးအချိန်တွေကိုရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။လက်ရှိမှာဦးသိန်းဆန်ဟာအသေးချောက်ယောဂအပြင်နောက်ဆက်တွဲဝေဒနာဖြစ်တဲ့ရေပြင်းဆွဲခြင်းကိုပါပြည့်ပြည့်ထန်ထန်ခံစားနေရတာလည်းဖြစ်ပါတယ်။မဆုံးခင်မှာခံစားရတဲ့ဝေဒနာတွေကိုမခံစားကျင်တော့ဘူးဆိုတော့သူ့ရဲ့စကားတွေကဘယ်လောက်ထိနာကျင်နေရလဲဆိုတာကိုချင်းစာကြည့်လို့ရပါတယ်ရှင်။အစာအိမ်မှမြောင်းကြည့်ဖို့အတွက်တင်ငွေ9သိန်းခန့်ကုန်ကျခံပြီးရှေ့ဆက်ရမယ့်စေကူသားစေးတွေအတွက်အရန်ကိုအခက်တွေ့နေရတာလည်းဖြစ်ပါတယ်။သားသမီးတွေကလည်းတက်နိုင်သမျှစုပြီးတော့ဆောက်ရှောက်ပေးနေခဲ့ပေမယ့်ယောဂကအကြီးဆုံးဖြစ်နေတာကြောင့်ကုန်ကျစရိတ်တွေကမနိုင်မနှင်းဖြစ်နေရတာလည်းဖြစ်ပါတယ်။ဦးသိန်းစင်ကဆက်လက်ဆက်ပါတယ်။လိုင်းမော်တင်မိုးစိတ်ကူမရှိခဲ့ပေမဲ့မတက်တာလို့တာတင်လိုက်ရပါတယ်လို့ဝမ်းနဲ့စာပြောဆိုလာခဲ့ရလဲဖြစ်ပါတယ်ရှင်။မြန်မာနုပညာလောကရဲ့နောက်ွယ်ကသရုံးမှန်တွေကိုတွေ့ရတဲ့အခါတချို့ကိစ္စတွေကတကယ့်ကိုရင်နာစရာကောင်းပါတယ်။တသက်လုံးပရိသတ်ကိုရေမောပျော်ရွှင်အောင်ဖျော်ဖြေပေးခဲ့တဲ့